的米伢一表哎，妈妈的米罗啊，不是伢没写清楚，就伢里啊为难呐，搞么为难耶，就伢里啊拉抓他们那里清嘛，妈妈抓么看么？我你妈里爸妈安慰些么路的，都当上人包住苏呀，妈妈去没的，妈妈也变，都才刚的还没被没的。你也排路这个呀？แต่เมียตุ้มยาเขาสิจุลละเลยเวเขาสิจุลูจินเนี่ยตุ้มยาไอ้จิละละเลยเวไอ้จิลูจินเนี่ยအိမ်ဟာရတယ်ဆိုတာလေလွယ်ကူတဲ့ကိစ္စမဟုတ်ဘူးအဲ့လိုတအိမ်နဲ့တအိမ်ခဏခဏရွှေ့ရပြောင်းရတဲ့အခါမှာလူရောစိတ်ကိုပြင်ပန်းရတာတွေရှိကြကြောင်းမလို့အဲ့လိုမျိုးအိမ်ပိုင်ခြင်းနဲ့စိတ်လေးလည်းရှိခဲ့ပါရဲ့ရှင်ဖက်ဖက်ကချိုးတင်မှုတွေကြောင့်မိမိကအဲ့လိုမျိုးရှာခဲ့ရပါတော့ဒီလိုမျိုးတမီးရဲ့ကြိုးစားခြင်းစိတ်တွေဖြစ်လာရဲဆိုတာလေအဲ့ဒီရလေပါတယ်လို့ပြောရမှာပေါ့အမေအဲ့လိုရှာခဲ့တယ်ပြီးကြတော့တခါတလေမှာအမေအပြောခံရတာဒီလေးလေကိုယ်တိုင်ကြားခဲ့ရတာရှိရပေါ့နော်အဲ့ဒါကြီးကြောင့်မလို့ပို့ပြီးတော့စူးစမ်းခြင်းစိတ်ဖြစ်လာတာပါရှင်အားငယ်စိတ်တွေအလိုရှက်စိတ်တွေပေါ်လာရဲဆိုလို့ရှိရင်စူးစမ်းခြင်းစိတ်ပေါ့အဲ့ဒါကိုဖုံးလွှမ်းနိုင်မဲ့စူးစမ်းခြင်းစိတ်အောင်မြင်ခြင်းစိတ်တွေပဲပေါ်လာပါတယ်ရှင်ဝမ်းတာမီရဲ့ပေါ့နော်အဖေနဲ့အမေရဲ့ကျေးဇူးတဝက်တောင်မပြေပါဘူးရှင်အနေငယ်ဦးဒီအချိန်မှာဆက်နိုင်ခွင့်ရတဲ့အတွက်လည်းဝမ်းတာမီရဲ့ပြီးကြတော့အဖေနဲ့အမေရဲ့အဆင်မပြေမှုတွေကိုဖြေရှင်းပေးနိုင်တဲ့အတွက်လည်းဝမ်းတာမီရဲ့ရှင်ပြီးကြတော့ညီမလေးကိုပေါ့ညီမလေးကိုပြည့်စုံစုံလေးအဲ့လိုမျိုးထားပြီးချင်တာရှင်အဲ့လိုမျိုးရှင်မိသားစု9ယောက်ရှိရ4ယောက်လောက်ကိုပဲဖြစ်တော့မမတယောက်ပဲမဖြစ်တာမမတမီးတို့တန်ကုန်ရောက်ပြီးတော့လှုပ်ကြွေးမမနာမည်စလုံးလိုက်ကြတော့ဝမ်းလာတယ်ပြောတယ်ချောက်ခုံးလားမခုံးတမီးကနောက်နေ့လာကြတာတမီးပြိုင်မှာရှင့်ပြိုင်ပြီးတော့တမီးကအလွဲအချော်ဖြစ်ပြီးခုံတူပဲအောင်နေရှင့်မမရေတော်လိုက်တာမိမိပြန်ပြောခဲ့မိတာရှိရင်လည်းတောင်းမှန်နေနော်အပင်းနဲ့ရင်တော်ခုံခဲ့ရတယ်။အော်မိုင်းရှင်းမှမျက်မှတော့မလား။သူကတော့ဇွဲမရှုံဆက်ဖြေနေရပဲ။မမစားရီအများကြီးချက်နိုင်တာ။မမကတော့တကယ်တမ်းတော့အုံနှမကောင်းစားလေးအများကြီးချက်ခဲ့။တကယ်တမ်းတော့တကယ်ညံမကောင်းတာဒါပေမဲ့စူးစမ်းမှုကြောင့်ရခဲ့ရ။သမီးတို့အဲ့တဲ့အချိန်ဆိုရင်လည်းမအိပ်ဘူးစားရီတက်တယ်။မနေ့9နာရီ10နာရီထားမယ်ဆိုရင်လည်းည9နာရီလောက်မှအဲ့လိုအိပ်တယ်။အားကြောင့်မို့ဒီဖြေကန်မျိုးဆိုမြက်ကွင်းနေလဲညိုလို့အများကြီးဝမ်းတာတယ်အဲ့လိုအားပေးတဲ့ပရိသတ်တွေကိုလည်းကျေးဇူးတင်တယ်ရှင့်တမီးနောက်နှစ်ဆက်ဖြေပါမယ်ရှင့်မမနေရအောင်တမီးယူပါမယ်ရှင်အဓိကလမ်းညွှန်မှုကလည်းအကိုလည်းပါပါရှင်အကိုကအဲ့တော့ဝေးကြည့်နေမယ်ထင်လားကိုစီစီကြည့်နေပါရဲ့ရှင်ကိုရညီမလေးတွေပညာရေးအတွက်စိတ်မပူပါအောင်ထောက်ပံ့ပေးရသူတယောက်လည်းဖြစ်ပါရဲ့ရှင်ကိုကြီးကိုအများကြီးချစ်တယ်ကိုကြီးကိုဘဒုလက်ထဲမှာထည့်မပေးချင်အောင်ချစ်တယ်လို့ပြောချင်ပါရဲ့ရှင်ဒါဆို9ယောက်ပြည်ပြန်နေကြမယ်ဟုတ်ကဲ့ပါရှင်ဟုတ်ရီမန်းချမ်းဆရာဝန်ဖြစ်ရှင်နဲ့ဝါဒနာတော့စာရေးဆရာမတယောက်ဖြစ်ရှင်တာပါရှင်ဆရာဝန်စာရေးဆရာမကြီးလုံးပါဘူးဟုတ်ကဲ့ပါရှင်